တနည်းအားဖြင့်ကျွန်တော်စုတောင်းနေတာမိုးလဲရွာပါလေပြိုးလဲပါပါမိုးကိုလည်းပြီပါမြေကိုလည်းပြီပြီးတော့မိုးကနေပြီးဆင်းလာအပ်တဲ့ကျေးဇူးတရားမိုးရီတို့ကြောင့်ဒီမြေကြီးမှာအတိအပွင့်များပေါက်တယ်လို့မိုးနဲ့မြေဘုဒ္ဓပေါင်းပြီးတော့ရှင်းဟောင်းနဲ့နောက်လာတာတွေပေါင်းပြီးတော့အသက်စိကဖြစ်အပ်တော့ဒီတတိုးတက်မှုဆိုတဲ့ပြိုးပြန်ပေါက်ပါလေအဲ့ဒီကနေထပ်ပြီးအသီးတွေပြီးပါစေဦးအဲ့လိုစုတောင်းနေဒီစုတောင်းတဲ့ပြည်မှာလည်းကျွန်တော်တို့ဒီမှန်းနဲ့ဒီတတိုးတက်ရေးပြင့်တည်ရေးဆိုအဓိပ္ပာယ်ရှိတာအဲ့တော့ဒီကုန်းကျုံနဲ့ပြောရတယ်ကျွန်တော်စုတောင်းတာဒါပါပဲပန်းနိုင်ပွင့်မှာလေးဆိုတဲ့စကားကိုသုံးနေခဏခဏသုံးပြီးသားစကားပဲဒါပေမဲ့ကောင်းလို့ကျွန်တော်ထပ်သုံးပန်းနိုင်ပွင့်မှာမပွင့်ရင်ကိုပန်းမပွင့်မှာနဲ့ဒီပန်းမပွင့်မှာနဲ့မလုပ်ပါပန်းနိုင်ပွင့်ရလှတော့ပန်းကြံရင်မလှရင်ဘာမှပူနေကြမလို့သူကသူသွားမှာပန်းနိုင်တော့ပွင့်ပါပြီအဲ့မှာလှတော့ပန်းကြံရင်ခက်နေတယ်မှုရတော့ပန်းကြံရင်ခက်နေတယ်လှလဲလှတယ်မှုလဲမှုတယ်ဆိုရယ်ပန်းကသားကြံအောင်လှလဲလှတယ်မှုလဲမှုတယ်ဆေးသက်လဲဝင်နေဆိုရယ်ကြံရတာပန်းကတော့ကဘာတီပြီးဒီမှာအဲ့တော့ပန်းနိုင်ပွင့်ရဒီစုကိုတောင်းပါဒီအမြင်နဲ့ဒီအတွင်နဲ့လှုပ်သွားပြီးတော့အဓိကကျွန်တော်ပြောသွားတယ်ဇာတိမှန်ဖောက်ပွားမှုနဲ့ပိန်ရှုံးမှုတရားမှုတဲနိုင်တော့ဒီကလည်းမကဓမ္မယဉ်ကျေးမှုအဓိပ္ပာယ်ရှေ့တို့မတားနိုင်မရှိနိုင်တက်သွားမယ်ဆိုတာတစ်ထစ်ချဖြစ်ပါလေလို့သင်ပြန်ယူလို့ဆို